ကဘာကြီးဟာကယောဂအကြောင်းကိုမေ့ပြောက်သွားမတိုင်ခင်မှာပဲနောက်ထပ်စိုးရိမ်စရာသတင်းတစ်ခုထပ်မံထွက်ပေါ်လာခဲ့ပါတယ်။အာဖရိကတိုက်ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာအရှိန်ဟုန်နဲ့ပြန့်နှံ့နေတဲ့အီဘိုလာဗိုင်းရပ်စ်ကူးစက်မှုကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနိုင်ငံတကာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေဖြစ်တရားဝင်ကြေညာလိုက်တာဖြစ်ပါတယ်။ဒီသတင်းကဘာကြောင့်ကမ္ဘာတဝန်းစိုးရိမ်မှုမြင့်တက်စေတာလဲဆိုရင်အီဘိုလာဟာကမ္ဘာပေါ်မှာတေဆုံးနှုန်းအမြင့်ဆုံးဗိုင်းရပ်စ်ရောဂါတွေကတစ်ခုဖြစ်လို့ပါပဲ။လက်ရှိဖြစ်ပွားနေတဲ့ကူးစက်မှုဟာကွန်ဂိုနိုင်ငံအရှေ့မြောက်ပိုင်းအီတူရီပြည်နယ်ကနေစတင်ပြင်းထန်လာတာဖြစ်ပြီးတတူရင်းဒေသတွေလူဦးရေထူထပ်တဲ့မြို့တွေမှာအရှိန်မြန်မြန်ပြန့်နှံ့လာနေပါတယ်။ပိုပြီးစိုးရိမ်စရာကောင်းတာကယောဂပိုးဟာနိုင်ငံနယ်စပ်တွေကိုပါဖျက်ကျော်သွားပြီးအိမ်နီးချင်းယူဂန်ဒါနိုင်ငံမှာပါလူနာတွေတွေ့ရှိလာရတာဖြစ်ပါတယ်။ဒီလိုကူးစက်မှုတွေမှာအဓိကပြဿနာကလူရွှေ့ပြောင်းသွားလာမှုပါပဲ။တတူရင်းလုပ်သားတွေကုန်တီတွေနယ်စပ်ဖြတ်တန်းသူတွေများပြားတာကြောင့်ယောဂခြေရာခံဖို့အလွန်ခက်ခဲလာပါတယ်။အထူးသဖြင့်ပဋိပက္ခတွေဖြစ်နေတဲ့ဒေသတွေမှာကျန်းမာရေးအဖွဲ့တွေလွတ်လပ်စွာသွားလာမရတာကပိုပြီးအန္တရာယ်များလာစေပါတယ်။ဒီတစ်ခေါက်ဖြစ်ပွားနေတဲ့အီဘိုလာမျိုးစိတ်ကပိုပြီးစိုးရိမ်စရာကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့အရင်ကကာကွယ်ဆေးရှိထားတဲ့မျိုးစိတ်မဟုတ်ပဲပွန်ဒီပူဂျိုဆိုတဲ့မျိုးစိတ်ဖြစ်နေလို့ပါ။လက်ရှိအချိန်ထိဒီမျိုးစိတ်အတွက်တရားဝင်အတိအမှတ်ပြုထားတဲ့ကာကွယ်ဆေးမရှိသေးပါဘူး။ဒါကြောင့်ဆရာဝန်တွေဟာလူနာတွေကိုတိုက်ရိုက်ပျောက်ကင်းစေမဲ့ဆေးမပေးနိုင်သေးတဲ့အသက်ရှူအားပေးတာရေဓာတ်ဖြည့်ပေးတာကိုခံအားထင်းပေးတာလို့အထောက်အကူပြုကုသမှုတွေပဲလုပ်ပေးနိုင်သေးတဲ့အခြေအနေမှာရှိနေပါတယ်။အီဘိုလာရဲ့အန္တရာယ်ကြီးမားတဲ့အချက်ကတော့တေဆုံးနှုန်းမြင့်မားတာပါ။တချို့ကူးစက်မှုတွေမှာလူနာတစ်ဝက်နီးပါးအသက်ဆုံးရှုံးခဲ့ပူပါတယ်။ဒါအပြင်ယောဂလက္ခဏာစပိုင်းတွေဟာဖျားနာခြင်းခေါင်းကိုက်ခြင်းကိုယ်လက်ကိုက်ခဲခြင်းလိုတာမန်ယောဂတွေနဲ့ဆင်တူတာကြောင့်အစောပိုင်းမှာသတိမထားမိပဲပုံမပြန့်နှံ့သွားနိုင်ပါတယ်။နောက်ထပ်စိုးရိမ်စရာကောင်းတဲ့အချက်တစ်ခုကတော့ကျန်းမာရေးဝန်ထမ်းတွေကိုယ်တိုင်ကူးစက်ခံနေရတာပါ။ဆေးရုံနဲ့ဆေးခန်းတွေမှာကာကွယ်ရေးပစ္စည်းမလုံလောက်တာလူနာတွေကိုအချိန်မီတိကျမခွဲနိုင်တာတွေကြောင့်ဆရာဝန်နဲ့တူနာပြုတွေမှာပါကူးစက်မှုတွေဖြစ်လာနေပါတယ်။အရေးပေါ်ဖွဲ့တွေဖွဲ့စည်းပြီးယောဂထိန်းချုပ်ရေးလူနာခြေရာခံရေးနဲ့ကာကွယ်ရေးပစ္စည်းဖြန့်ဝေမှုတွေကိုအရှိန်မြင့်လှုပ်ဆောင်နေပါတယ်။ဒါပေမဲ့လက်ရှိအခြေအနေအရယောဂကူးစက်မှုအမှန်တကယ်ပမာဏဟာတိထားတာထက်ပိုများနိုင်တယ်လို့ကျန်းမာရေးပညာရှင်တွေကသတိပေးနေကြပါတယ်။တကယ်တော့အီဘိုလာဟာကပ်ရောဂါတစ်ခုတည်းမဟုတ်ပါဘူး။ကျန်းမာရေးစနစ်အားနည်းမှုစစ်ပဋိပက္ခဆင်းရဲမှုနဲ့လူသားချင်းစာနာမှုအကျပ်တဲတွေအားလုံးပေါင်းစပ်လာတဲ့အခါဘလောက်ကြီးမားတဲ့အန္တရာယ်ဖြစ်လာနိုင်လဲဆိုတာကိုပြန်လည်သတိပေးနေတဲ့ဖြစ်ရပ်တစ်ခုလည်းဖြစ်ပါတယ်။ဒီလိုမျိုးနေ့စဉ်ဗဟုသုတတွေအတွက် Daily Bite ကို follow ပေးခဲ့ပါအောင်။